ဒီခွေးကတကယ်ကိုအန္တရာယ်များလုံးပါတယ်လေ့ကျင့်သားရထားတဲ့စစ်သားတွေတောင်သူ့ကိုကြောက်ကြရတာပါဒါကြောင့်သူ့ရဲ့ပါးစပ်ကိုနှုတ်သီးစွတ်တက်ထားပြီးလှောင်အိမ်ထဲမှာတောင်တီးတန့်ပိတ်ထားရပါတယ်ဒါပေမဲ့တရက်မှာတော့စစ်သားတစ်ယောက်ကသူ့ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်သူဟာဘာကာကွယ်မှုမှမပါဘဲခွေးရဲ့လှောင်အိမ်ထဲကိုရှောက်ဝင်သွားခဲ့ပါတယ်ခွေးကချက်ချင်းပဲထွက်လိုက်ပြီးတိုက်ခိုက်ဖို့အသင့်ပြင်လိုက်တယ်ဘရစ်ကခွေးကိုထိဖို့ဖြည်းဖြည်းချင်းချင်းကပ်သွားပါတယ်ခွေးကအစပိုင်းမှာတော့ငြိမ်သက်နေခဲ့တယ်ဘရစ်ကသူ့ကိုညင်သာစွာပုတ်တက်ပေးရင်ခွေးကထင်တယ်လို့မကြောက်စရာကောင်းပါဘူးလို့သူ့တငယ်ချင်းကိုပြောလိုက်ပါတယ်ဒါပေမဲ့ခွေးကသူ့ကိုရုတ်တရက်ခုန်အုပ်လိုက်တာကြောင့်ဘရစ်တယောက်အသေးရသွားခဲ့ရတယ်သူဟာခွေးကိုကားထဲအမြန်ထည့်လိုက်ပြီးထောင်ထဲကနေခေါ်ထုတ်သွားဖို့ဆုံးဖြတ်လိုက်တယ်ကားပေါ်ရောက်နေချိန်မှာတော့ခွေးကဒေါသတကြီးနဲ့တောက်လျှောက်ဟောင်းနေခဲ့တာပါခဏအကြာမှာတော့ခွေးကမောသွားပြီးငြိမ်သက်သွားပါတယ်ဒါပေမဲ့ဘရစ်ကတော့တော်တော်လေးစိတ်လှုပ်ရှားနေတော့မှာပဲသူဟာအထက်ရာရှိတယောက်ကိုဖုန်းဆက်မေးကြည့်တဲ့အခါမှာတော့အရာရှိကဒါဟာတာမန်ခွေးမဟုတ်ဘူးလို့ပြောပြပါတယ်သူဟာအစင်းမြင့်လေ့ကျင့်ထားတဲ့စစ်ခွေးတစ်ကောင်ဖြစ်ပြီးသူ့ကိုလေ့ကျင့်ပေးခဲ့တဲ့ဆရာကစစ်မြေပြင်မှာကြာဆုံးသွားခဲ့တာပါအဲ့ဒီအချိန်ကစပြီးခွေးကယူသွတ်သွားကလူတိုင်းကိုလိုက်ပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်ဘရစ်ကခွေးကိုသူ့တခင်ရဲ့စာပနာကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပေမဲ့ဒါကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးဖုန်းပြောပြီးတာနဲ့ခွေးကပြန်ပြီးယူသွတ်လာပြန်ပါတယ်ဘရစ်ကခွေးကိုစကားပြောပြီးဖြောင်းပြဖို့ကြိုးစားပေမဲ့ကားရက်တဲ့အထိခွေးကတော့မပူပေါင်းခဲ့ပါဘူးဘရစ်ကတက်တီမွေးပြီးခွေးရဲ့ပါးစပ်ကနှုတ်သီးစွပ်ကိုချွတ်ပေးလိုက်ပါတယ်သူကခွေးကိုအပြင်ထွက်ခိုင်းချင်လို့လှောင်အိမ်တကားကိုဖြည်းဖြည်းချင်းဖွင့်ပေးပေမဲ့ခွေးကတော့ဒေါသတကြီးဟောင်းနေခဲ့တာပါဒါကြောင့်ဘရစ်ကလှောင်အိမ်တကားကိုပြန်ပိတ်လိုက်ပါတယ်သူအပြင်ထွက်သွားတဲ့အချိန်မှာတော့ခွေးကလှောင်အိမ်ထဲကနေရုံထွက်လာခဲ့ပါတယ်ဘရစ်ပြန်ရောက်လာတဲ့အခါမှာတော့သူ့ကားရဲ့အခြေအနေကိုကြည့်ပြီးလန့်သွားခဲ့ရတယ်ကားထိုင်ကုန်တွေဟာခွေးကြောင့်လုံးဝကိုပျက်စီးနေပါပြီသူဟာအရန်ကြောက်သွားလို့ကားတကားတော့မဖွင့်ရတော့ပါဘူးအဲ့ဒီအချိန်မှာသူကအကြံတစ်ခုရသွားပါတယ်သူဟာဝက်ဦးချောင်းထဲကိုအိတ်ဆေးထည့်ပြီးခွေးကိုကျွေးလိုက်ပါတယ်မိနစ်အနည်းငယ်အကြာမှာတော့ခွေးကမေးလဲသွားပါတော့တယ်နောက်ဆုံးမှာတော့ဘရစ်ဟာတပ်ပြင်းချနိုင်သွားပြီးအနီးနားကရွာလေးတစ်ရွာမှာတညတာနားကိုရက်လိုက်ပါတယ်အဲ့ဒီညမှာသူဟာခွေးပေါ်မှာအပြစ်မကင်းတယ်လို့ခံစားလိုက်ရတယ်သူအစားစာသွားကျွေးတဲ့အခါအိတ်ဆေးအချိန်ကြောင့်ခွေးဟာအားနေပြီးမထနိုင်တော့ပါဘူးခွေးဟာမြေကြီးပေါ်မှာလဲလျောင်းရင်းအစားကိုဖြည်းဖြည်းချင်းစားနေတာကိုမြင်တော့ဘရစ်ဟာတော်တော်လေးစိတ်မကောင်းဖြစ်သွားမိပါတယ်သူဟာခွေးဘေးမှာထိုင်ပြီးလက်နဲ့ကျွေးဖို့ကြိုးစားပေမဲ့ခွေးကသူ့ကိုမယုံကြည်တော့ပါဘူးနောက်တစ်နေ့မနက်ဘရစ်နိုးလာတဲ့အခါခွေးဟာတညလုံးရေမတောက်ထားတာကိုတွေ့လိုက်ရတယ်သူကကိုယ်တိုင်တောက်ဖို့ရေဘူးကိုဖွင့်လိုက်တဲ့အချိန်မှာခွေးကရှေ့ကိုချက်ချင်းခုန်အုပ်လာပြီးသူ့လက်ထဲကရေဘူးကိုလူယူသွားပါတယ်ဘရစ်ကတော့ကြောက်ကြောက်နဲ့ရေမောရင်းယုံကြည်မှုပြန်တည်ဆောက်ဖို့စကားပြောကြည့်ပေမဲ့ခွေးကဘာမှပြန်မလုပ်ပါဘူးအဲ့ဒီနောက်ခွေးကတခုခုကိုခန်းစားမိလိုက်တယ်လို့မျိုးကနားမငြိမ်ဖြစ်လာပါတယ်ဘရစ်ကဘာဖြစ်တာလဲဆိုတာနားမလည်ခဲ့ပါဘူးခွေးဟာကားပေါ်ကနေခုန်ဆင်းပြီးတောအုပ်ထဲကိုပြေးဝင်သွားပါတယ်ဘရစ်လည်းထိတ်လန့်တကြားနဲ့နောက်ကနေလိုက်ပြေးပါတော့တယ်ဒီဇလန်ကိုဆက်ကြည့်နေဆိုရင်တော့စကားနာမည်ကဒုတ်ဖြစ်ပါတယ်ခင်ဗျာ